လူတိုင်းမသွားရတဲ့အိမ်အားဟောင်းကြီးရွာတရွာမှာလူတိုင်းမသွားရတဲ့အိမ်ဟောင်းကြီးတစ်လုံးရှိတယ်။အဲ့ဒီအိမ်ကိုရွာသားတွေကအမောင်အိမ်လို့ခေါ်ကြတယ်။ဘာကြောင့်လဲဆိုတော့နေဘက်မှာတော့အိမ်တဲကအလင်းဝင်ပြီးညဘက်ဆိုရင်တော့အိမ်ပေါ်ထက်သတင်းပေါက်မှာမီးမလင်းမဲ့ရေးတစ်ခုလုံနေတတ်တယ်လို့ပြောကြတယ်။ဒီအကြောင်းကိုကျော်စင်ဆိုတဲ့လူငယ်တယောက်ကကြားရတယ်။ကျော်စင်ကအဲ့ဒီလိုတဲဇလန်တွေကိုမယုံဘူး။လူတွေကြောက်အောင်ပြောထားတဲ့ဇလန်တွေပဲလို့တစ်နေ့မှသူ့ငယ်ချင်းတွေကပြောတယ်။မင်းတဲမရှိဘူးဆိုရင်အမောင်အိမ်ထဲကိုတယောက်တည်းဝေးကြီးလေးတဲ့ကျော်စင်ကချက်ချင်းသဘောတူလိုက်တယ်။အစင်သေးငါဒီညသွားမယ်။ည10 နာရီလောက်မှာကျော်စင်ကမီးရည်လေးတစ်လုံးယူပြီးအမောင်အိမ်စီသွားတယ်။အိမ်သားရောက်တော့လေတိုက်တန်နေဟူးဟူးလို့အတန်ထွက်နေတယ်။တကားကပိတ်မထားဘူး။ကျွီတကားကိုတစ်သေးသေးတွန်းဖွင့်လိုက်တော့အိမ်ထဲကလေတစ်ဆက်တိုက်လာတယ်။အိမ်ထဲမှာဖုံးလေးအသေးပဲ။နေရန်တွေကလည်းအဟောင်းအယောင်တွေကလည်းကွာကြနေပြီ။ကျော်စင်ကအပေါ်ထက်ကိုကြည့်လိုက်တယ်။လူတွေပြောတဲ့သတင်းပေါက်ကအပေါ်ထက်မှာလည်းဘာမှမရှိပါဘူးလို့သူ့စိတ်ထဲတွေးပြီးအပေါ်ထက်တက်ဖို့လေကားကိုလှမ်းတက်လိုက်တယ်။ကျွတ်လေကားတလန်းချင်းတက်တိုင်းတစ်သားတန်တွေကထွက်နေတယ်။အပေါ်ထက်ရောက်တော့အခန်းတစ်ခန်းတည်းတကားနဲ့ငယ်ဖွင့်ထားတာတွေ့ရတယ်။အခန်းထဲကိုမီးရင်ကိုင်းပြီးလေကားအဟောင်းကထက်ကလုံးနဲ့ရှိတယ်။ကျော်စင်ကထိုင်ကိုကြည့်ပြီးရဲလိုက်တယ်။ဒီရင်ကိုတည်းရှိတယ်ပြောတာမယုံနိုင်စရာပဲ။သူ့ထိုင်ကုန်ပေါ်မှာထိုင်လိုက်ပြီးအနားယူနေတယ်။အဲ့ဒီချိန်မှာအောက်တက်ကနေအတန်တကူထွက်လာတယ်။ဘုံကျော်စင်ကတိတ်နှထောင်လိုက်တယ်။လေတိုက်တာဖြစ်မယ်လို့ထင်လိုက်တယ်။ဒါပေမဲ့ခဏကြာတော့ဒုံဆိုပြီးနှစ်ချက်ဒီတစ်ခါတော့ရှေ့တန်းလို့အတန်လို့ဖြစ်နေတယ်။ကျော်စင်ရဲ့နှလုံးခုန်တော့တဖြည်းဖြည်းညံလာတယ်။ဘသူရှိလဲ။သူអော်လိုက်တယ်။တစုံတယောက်မှသိမသိဘူး။ဒါပေမဲ့ရှေ့တန်းကတော့လေကားစီကတဖြည်းဖြည်းတက်လာတယ်။ကျွတ်လေကားတက်ဒါမဲ့ကျော်စင်မီးရင်ကိုတင်းကိုင်းပြီးတကားဘက်ကိုကြည့်နေတယ်။ရှီတန်ကတကားရှင်းမှခဲ့သွားတယ်။တကားကမဖြစ်မနေပိတ်ထားတာမဟုတ်ဘူး။တစ်စီးကျွီတကားကသူ့အတူဖွင့်လာတယ်။ကျော်စင်ရဲ့မီးရည်လေးနဲ့မှဘသူမှမရှိဘူး။ကျော်စင်ကထိုင်ကုန်ကနေထားလိုက်တယ်။အဲ့ဒီချိန်မှာနာနာကနေအတန်တစ်ခုကြားလိုက်ရတယ်။တိုးလေးပေါ့။မင်းပါလို့ဒီကိုလာတာလေ။ကျော်စင်ခဏအုပ်တစ်ခုလုံးအေးခဲ့သွားတယ်။သူ့နောက်ကိုလှည့်ကြည့်လိုက်တယ်။ထိုင်ကုန်ပေါ်မှာအရင်မဲကြီးတစ်ခုထိုင်နေတယ်။ညနာမနေရဘူး။ဒါပေမဲ့မီးရိပ်အလင်းထဲမှာညလုံးနှလုံးကအနီးရောင်တင်းနေတယ်။ကျော်စင်လုံးဝမလုံနိုင်တော့ဘူး။အရေးကတစ်သေးသေးထလာတယ်။ဂင်းကိုဝင်လာသူတွေပြန်မထွက်နိုင်ဘူး။အဲ့ဒီစကားပြီးတာနဲ့မီးကချက်ချင်းငိမ့်သွားတယ်။နောက်တစ်နေ့မနက်မှာရွာသားတွေကအမောင်အိမ်ရှိမှကျော်စင်ရဲ့မီးကိုပဲတွေ့ရတယ်။ဒါပေမဲ့ကျော်စင်ကိုဘယ်တော့မှပြန်မတွေ့တော့ဘူး။ဒါပေမဲ့အခုဒီညတိုင်းအမောင်ရင်ပေါ်ထက်သတင်းပေါက်မှာလူနှစ်ယောက်ရဲ့အရေးတွေလုံနေတယ်လို့ပြောကြတယ်။ဒီဇလန်ကိုတင်လို့ရင်းကြလား